လူသားတွေကသူတို့ရဲ့အသက်တာထဲမှာနော်တစုံတစ်ခုပျောက်ဆုံးသွားမှာပါအရန်စိုးရင်တတ်ကြပါတယ်ဒီနေ့ဘယ်တော့မှပျောက်ပြက်မသွားတော့မယ့်အရာတစ်ခုကိုပြောပြချင်တယ်ထိုအရာကတော့ဖခင်ရဲ့ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်နော်လက်ဝါးကတိုင်းတော့တရားအားဖြင့်နော်သူ့ရဲ့မေတ္တာကိုနော်လူသားတွေသိဖို့အတွက်ဖော်ပြပေးခဲ့ပြီးပဲဖြစ်ပါတယ်ဒီလိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဖခင်ရဲ့ငေါနဲ့နေတဲ့ထိုချစ်ချင်းမေတ္တာကိုနားလည်နိုင်မှာမဟုတ်ပါဘူးဒီနေ့သားတော်ယေရှုခရစ်တော်အားဖြင့်ဖခင်ရဲ့မေတ္တာကိုကျွန်တော်တို့ကခံစားရရှိကြတယ်နော်လောကရဲ့အနှိမ့်ဖြစ်စေအမြင့်ဖြစ်စေဘလို့အခြေအနေကမှနော်ဖခင်ရဲ့ထိုမေတ္တာနဲ့ကျွန်တော်တို့ကင်းကွာတော့အောင်လုပ်လို့မရပါဘူးအကျင့်ကောင်းခြင်းမကောင်းခြင်းနဲ့မဆိုင်ဘဲနဲ့နော်ခရစ်တော်ထဲမှာကျွန်တော်ရှိတယ်ဆိုရင်ဖခင်ရဲ့ချစ်ခြင်းကိုခံရတဲ့သူတွေပဲဖြစ်ပါတယ်နော်တခါလေးမှာကျွန်တော်တို့လူသားတွေကနော်ဖခင်ရဲ့အချစ်ကိုပူပြီးတော့ခံရဖို့အတွက်နော်အစာရှောင်တတ်ကြတယ်နော်အကျဉ်းစားပတ်တဲ့ဆုတောင်းတယ်ဆိုတော့တရားတွေလှုပ်လို့ဖခင်ရဲ့အချစ်ကိုပူခံစားရမယ်လို့တွေးတတ်ကြတယ်ဆိုတော့တရားတွေဘာမှမလုပ်ရင်လည်းနော်ခရစ်တော်ထဲမှာရှိတယ်ဆိုရင်ကျွန်တော်တို့ကဖခင်ရဲ့အချစ်ကိုခံရတဲ့သူတွေပဲဖြစ်ပါတယ်ဆိုတော့တရားတွေမလုပ်ဖို့ပြောတာမဟုတ်ပဲနဲ့ဟောဒီနေ့စံစာဖတ်တဲ့ဆုတောင်းတဲ့အစားရှောင်းတဲ့နော် praise and worship လုပ်တယ်ဆိုတာကနော်လောကမှာစိတ်ချမှုနဲ့ရှင်းလင်းတဲ့စိတ်နဲ့အသက်ရှင်နိုင်ဖို့ယုံကြည်သူတိုင်းလုပ်ရမယ်အရာပဲဖြစ်ပါတယ်ဆိုတော့ဒီအရာကြောင့်ဖခင်ရဲ့အချစ်ကိုခံရတာမဟုတ်ဘူးဆိုတာကိုနားလည်စေချင်တယ်တင်းရဲ့အကျင့်ကောင်းခြင်းမကောင်းခြင်းနဲ့မဆိုင်ပဲနဲ့တင်းခရစ်တော်ထဲမှာရှိနေတယ်ဆိုရင်ဖခင်ရဲ့အချစ်ကိုခံရတော့သူပဲဖြစ်တယ်တင်းရဲ့ကြိုးစားခြင်းကြောင့်မဟုတ်ဘူးတင်းထိုက်တန်လို့မဟုတ်ဘူးတင်းရဲ့ကုသိုလ်ကောင်းမှုကြောင့်မဟုတ်ပဲနဲ့ခရစ်တော်ထဲမှာရှိခြင်းကြောင့်ဒါလျှင်တင်းဒီထိုဖခင်ရဲ့အချစ်ကိုခံရခြင်းဖြစ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်အာမင်ဒါကြောင့်လောကမှာကြုံတွေ့နေရတဲ့အခြေအနေတွေကောင်းခြင်းမကောင်းခြင်းနဲ့အသက်မရှင်ပဲခရစ်တော်ထဲမှာရှိတဲ့တင်းရဲ့ဖြစ်ခြင်းနော်ဖခင်ရဲ့ချစ်ချင်းမေတ္တာတွေနဲ့ဒီလောကမှာအသက်ရှင်ဖို့အရေးကြီးပါတယ်နော်ဖခင်သခင်ကသူ့ရဲ့ချစ်ချင်းမေတ္တာတွေအတွက်သူ့ကိုပြန်ပြီးချစ်ချင်းမေတ္တာပေးဖို့မတောင်းဆိုပါဘူးနော်သူ့ရဲ့ချစ်ချင်းမေတ္တာတွေကိုကိုယ်တိုင်ခံစားပြီးတော့တပါးသူတွေကိုပြန်လဲမျှဝေပေးဖို့အတွက်ပဲဖြစ်ပါတယ်နှိမ့်ဖြစ်စေအမြင့်ဖြစ်စေနော်ဘလို့အခြေအနေမျိုးပဲတွေ့ကြုံပါစေနော်တင်းပေါ်မှာထားတဲ့ဖခင်ရဲ့ချစ်ချင်းမေတ္တာကဘယ်တော့မှပျောက်ပြဲသွားမှာမဟုတ်ပါဘူးခရစ်တော်အပြင်ရရှိတဲ့တင်းရဲ့ position အမှန်ကတင်းဒီအောင်မြင်တော်သူဖြစ်တယ်။နော်တင်းဒီတန်ရှင်းဖြောက်မှတ်တော်သူဖြစ်တယ်။လောကမှာရှိတဲ့ဘလို့အခြေအနေကမှနော်ထိုဖခင်ရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်ထဲကနေဖြောက်ပြက်သွားအောင်နော်လူယူလို့မရဘူးဆိုတာကိုနားလည်ပြီးတော့စိတ်ချစွာအသက်ရှင်ရှောင်လန်းဖို့အတွက်ကျွန်တော်အနေနဲ့ဤများလောက်မျှဝေပေးလိုပါတယ်။ရောက်စီတိုင်းပုံမှာဖျားတခင်ကောင်းကြီးပေးပါစေ။